နိုင်များနန်းဦးအနီလေးရလေကင်ဆာသမားအစီအကျိတ်သမားမရဲ့ပျောက်တာမဟုတ်ဘူးနော်မဆိုလို့လေကောင်းသမားဘယင်ကြီးနာသမားတွေအတွက်လည်းလုံးဝတပတ်10ရက်ဆိုရင်လုံးဝအမြင့်ပြတ်ပျောက်တာလေကောင်းဆိုလို့ရှိရင်တဲ့ဘယ်လိုမျိုးသုံးပြရတာလဲတဲ့တိတဲ့သူတွေရှင်းပြပေးပါဦးတဲ့ကဲဒီတပင်းနိုင်များနန်းဦးအနီလေးကအတွင်းလေကောင်းပဲဖြစ်ဖြစ်အပြင်လေကောင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်သွေးဝင်းနေသွားတဲ့သူပဲဖြစ်ဖြစ်ဒီတပင်းနိုင်များနန်းဦးလေးကိုတွေးပြီးတော့တောက်ပေးမယ်ဆိုရင်သွေးဝင်းသွားတာတွေရက်မယ်နော်အပြင်လေကောင်းသမားဆိုရင်တဖြည်းဖြည်းနဲ့လုံးဝအမြင့်ပြတ်ပြောက်မယ်အပြင်မှာပြူပြီးထွက်နေတဲ့လေကောင်းဆိုလို့ရှိရင်သွေးလဲတောက်ပေးမယ်ဒီတပင်းနိုင်များနန်းဦးအနီကိုအပြင်မှာထွက်နေတဲ့အဲ့ဒီလေကောင်းကိုတွေးပြီးတော့လိမ့်ပေးမယ်ဆိုလို့ရှိရင်နော်မဆိုလို့တပတ်10ရက်ဆိုလို့ရှိရင်တော်တော်ကြီးဖြစ်နေတဲ့သူဆိုလို့ရှိရင်တပတ်10ရက်ဆိုတော်တော်လေးတိတာတယ်နော်တကယ်လို့နည်းနည်းပပဖြစ်နေတဲ့သူဆိုလို့ရှိရင်တပတ်10ရက်ဆိုလုံးဝခွဲစိတ်เสียမလို့ပဲနဲ့အမြင့်ပြတ်ပျောက်တဲ့လက်ကောင်းစေးလေးဒါတွေမကသေးဘူးเนาะဘယင်ကြီးနာသမားအမရေဘယင်ကြီးနာဆိုတာဘာကိုပြောတာလဲဘယ်လိုမျိုးကနေဖြစ်တာလဲလို့မေးတဲ့သူလေးတွေเนาะဘယင်ကြီးနာဆိုတာကမဆိုလို့ဒီမစင်စွန့်နဲ့စအိုအဝမှာအရေးကြီးဘူးလေးတွေပြည်ဘူးလေးတွေထွက်တယ်နော်အဲ့ဓာတွေကလေကိုအိမ်နာသွားတဲ့ခါမှာလဲအရန်ခက်ခဲတယ်စက်တာတို့နာတာတို့ကွဲထွက်တာတို့အဲ့လိုမျိုးတွေဖြစ်တယ်အဲ့ဒါဘယင်ကြီးနာရားပြီဆိုရင်လဲတအားရားတာတအားကုတ်တယ်ဗောနော်အဲ့လိုမျိုးဘယင်ကြီးနာလို့ခေါ်တယ်အဲ့ဒီဘယင်ကြီးနာသမားတွေဆိုလို့သွားခွဲစိတ်เสียမလို့နော်ပတ်စံတွေကုန်ပြီးတော့လေဘာမှလိုက်ပြီးတော့ဆေးတွေဝယ်တောက်เสียမလို့ဟဲ့ဒီမှာဒီတပင်းနိုင်များနန်းဥအနီလေးကိုမဆိုလို့သွေးလဲလိမ့်ပေးမယ်သွေးလဲတောက်ပေးမယ်ဆိုလို့ရှိရင်ဘယင်ကြီးနာပဲဖြစ်ဖြစ်လက်ကောင်းပဲဖြစ်ဖြစ်လုံးဝအမြင့်ပြတ်ပြောက်တဲ့တပင်းနိုင်များနန်းဥအနီနော်ဒီတပင်းနိုင်များနန်းဥအနီကလေတချို့အရင်တော့ဆေးဆရာတွေဆိုလို့ရှိရင်လေနတ်ဆေးလို့တောင်ခေါ်ဝကြတဲ့တပင်းနိုင်များနန်းဥအနီလေးနော်